Hello 大家好ကဲဒီနေ့ကကြတော့မတင်နာကြပြီဖြစ်တဲ့တရုတ်စကားပြောလေးတွေကိုပြန်ပြီးတော့ sharing လုပ်မယ်ပေါ့နော်အဲ့တော့တချို့စကားလုံးတွေကတချို့စကားတွေကပြောတတ်တယ်ဒါပေမဲ့တချို့တော့ meaning လေးတွေမပြောတတ်တဲ့ခါကျတော့စကားပြောတာအဆင်မပြေဘူးเนาะအဲကြောင့်မို့ဒီနေ့အရန်မှလွယ်ကူရိုးရှင်းတဲ့ meaning လေးတွေကိုပြန်တော့ sharing လုပ်တူလေ့လာကြမယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်လုံးကဘာလဲဆိုလို့ရှိရင်ထွေးဆိုတာတွန်းတာဥပမာ推轮椅ဆိုလို့ရှိရင်轮椅ဆိုတာ wheelchair 推ဆိုတာတွန်းနေ推轮椅ဆိုလို့ရှိရင် wheelchair ကိုတွန်းတယ်推轮椅ဆိုလို့ရှိရင် wheelchair ကိုတွန်းတယ်他推我他ဆိုတာတူမှာ推ဆိုတာကတွန်းတယ်我ဆိုလို့ရှိရင်ကျွန်တော်ကျမအဲ့တော့他推我ဆိုလို့ရှိရင်ကျွန်တော်ကိုတွန်းတယ်ပေါ့နော်ငါ့ကိုတွန်းလိုက်တယ်ပေါ့ကအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့လာဆိုတာကဆွဲတယ်拉手ဆိုလို့ရှိရင်လက်ကိုဆွဲတယ်ပေါ့နော်ပြေ拉手ဆိုလို့ရှိရင်လက်ကိုမဆွဲနဲ့ပြေ拉我ဆိုလို့ရှိရင်ငါ့ကိုမဆွဲနဲ့ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်ကျန်ကောက်တယ်ပစ္စည်းတစ်ခုကိုကောက်တာပေါ့နော်ကျန်ဆိုလို့ရှိရင်ပစ္စည်းတစ်ခုကောက်တာဥမာဘောပန်ကျသွားလို့ခဲတံကျသွားလို့ခဲဖြတ်ကျသွားလို့ပစ္စည်းကောက်တယ်အဲကောက်တာကိုကျန်ဆိုတာကောက်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်扔ဆိုတာပြစ်တာမှာလာကြီးဆိုတာကအမိုက်အဲ့တော့扔垃圾ဆိုလို့ရှိရင်အမိုက်ပြစ်တာပေါ့နော်ဒါပေမဲ့ဒီရဲ့စင်ကာပူမှာများတော့အပြင်သုံးတာက丢လို့သုံးတယ်扔လို့မသုံးဘူး丢လို့သုံးတယ်丢ဆိုတာပြစ်တာ丢垃圾ဆိုရှင်အမိုက်ပြစ်တာ扔ဆိုလို့ရှိရင်ပြစ်တာပဲပေါ့နော်ဒီထိုင်ဝမ်တို့ဘက်နဲ့ဒီဘက်နဲ့စကားပြောတာနည်းနည်းလေးကွာတယ်ပေါ့နော်အခေါ်အဝေါ်လေးတွေကွာတယ်ပေါ့နော်ဒါပေမဲ့အတိတ်ပဲချင်းကတူပဲပေါ့နော်扔垃圾ဆိုလို့ရှိရင်အမိုက်ပြစ်တာ丢垃圾ဆိုလို့ရှိရင်လည်းအမိုက်ပြစ်တာပဲပေါ့နော်အဲ့တော့扔နဲ့丢ကပြစ်တာချင်းအတူပဲနော်နောက်တစ်ခုကကြတော့ဗာလဲဆိုရှင်摘ခူးတီဥမာပန်းခူးတာတို့ဖရဲတီခူးတာတို့ဆိုလို့ရှိရင်လည်း摘西瓜အဲ့လိုပေါ့နော်摘ဆိုတာခူးတာကိုပြောတာပေါ့နော်ဥမာပဲတီခူးတာတခွားတီခူးတာပဲဖြစ်ပါဖြစ်摘ဆိုတာခူးတာပေါ့နော်နောက်တစ်ခုကဗာလဲဆိုပေါက်ဆိုတာဖက်တာပေါက်ဆိုလို့ရှိရင်ဖက်တာပေါ့နော်တယောက်နဲ့တယောက်ဖက်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တာမီတွေမောင်နှမတွေဖက်တာကိုပေါက်လို့